မေလာကနေပြီးတော့ဒီဇင်ဘာလအထိကုန်ရာသီဘွားတွေရဲ့ဘဝဟာသိပ္ပံရုပ်ရှင်စကားတကားလို့မယုံနိုင်စရာကောင်းလောက်အောင်အလှည့်အပြောင်းတွေများနေမှာဖြစ်ပါတယ်မေလာဇွန်လနဲ့ဇူလိုင်လတွေဟာကုန်ရာသီဘွားတွေအတွက်စိတ်အပင်ပန်းဆုံးအချိန်တွေဖြစ်လာနိုင်ပါတယ်သင်ရဲ့အုံနောက်ထဲမှာသူများထက်ကြိုပြီးတော့မြင်နေတဲ့အကြံဉာဏ်တွေစီးပွားရေးတွေလုပ်ငန်းအသစ်တွေရှိနေပေမဲ့ဘယ်သူမှနားလည်မပေးကြပါဘူးဒါတွေကဖြစ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဝိုင်းလှောင်တာသင်ရဲ့စူးစမ်းမှုကိုအတိအမှတ်မပြုဘဲနဲ့ပြစ်ပယ်ထားတာမျိုးကြုံရပါလိမ့်မယ်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်လေကိုကပင်မခံလှုပ်ထားပေမဲ့လို့နာမည်ကောင်းယူသွားတာကတခြားတစ်ယောက်ဖြစ်နေတတ်ပါတယ်ငွေကြေးပိုင်းမှာလည်းဝင်ငွေတဲ့ထွက်ငွေကတိတိတတ်တာများနေမှာဖြစ်ပြီးတော့စုဆောင်းထားတာတွေပြောင်းတော့ဖြစ်သွားနိုင်ပါတယ်အခြေရေးမှာတော့ကိုနားမလဲပေးနိုင်တဲ့အတွက်အထီးကျန်ဆန်မှုကိုအသေးအတန်ခံစားနေရပါလိမ့်မယ်ဒါပေမဲ့ဒီအချိန်ဟာလေးချိုးကိုနောက်ကိုဆွဲလိုက်တဲ့အချိန်မှာပဲတင့်ကိုအောင်မြင်မှုပြတ်မှတ်စီကိုအရှင်ပြင်းလွတ်တင်ဖို့ကံကြမ္မာကပြင်ဆင်နေတာဖြစ်ပါတယ်။ဩဂုတ်လ10ရက်နေ့နောက်ပိုင်းမှာတော့တင်အရင်ကပြင်ပြဘူးတဲ့လူတွေရင်မောခဲ့ကြဘူးတဲ့အကြံဉာဏ်တစ်ခုဟာရုတ်တရက်ဆိုသလိုအလွန်အရေးပါတဲ့အရာဖြစ်လာပါလိမ့်မယ်။စက်တင်ဘာလနဲ့အောက်တိုဘာလတွေမှာတင်ရဲ့ဖန်တီးမှုတွေဟာအလုပ်တွေဟာဆိုရှယ်မီဒီယာမှာပဲဖြစ်စေတင်ရဲ့လုပ်ငန်းနယ်ပယ်မှာပဲဖြစ်စေနာမည်ကြီးသွားပြီးတော့ညာတွင်းချင်းကျယ်ပွင့်တပွင့်လို့တောက်ပလာပါလိမ့်မယ်။အရင်ကတင့်ကိုနှိမ်ခဲ့တဲ့သူတွေဟာတင်စီကိုအကူအညီတောင်းဖို့ခေါင်းငုံပြီးတော့ပြန်လာရပါလိမ့်မယ်။အဲ့ဒီအချိန်မှာအရေးကြီးဆုံးကသူတို့ကိုလက်စားမချေပဲတင့်ရဲ့အလုပ်ကိုသာဆက်ပြီးတော့အာရုံစိုက်ပါငွေကြေးစီးဆင်းမှုဟာရေကာတာကျိုးပေါက်သွားသလိုအလုံးအရင်းနဲ့ဝင်လာမှာဖြစ်ပြီးတော့တင်မျောလင့်ထားတဲ့ပမာဏဖြစ်နေပါလိမ့်မယ်နှစ်ကုန်ပိုင်းနိုဝင်ဘာနဲ့ဒီဇင်ဘာလရောက်တဲ့အခါမှာတော့ကုန်ရာသီဘွားတွေဟာအောင်မြင်မှုရဲ့အထိုးထိပ်ကိုရောက်နေပါပြီတင်မှာကိုပိုင်းစီးပွားရေးတေးကြတဲ့ရင်းနှီးမြုပ်နှံမှုတွေနဲ့ဘဝကတည်ငြိမ်သွားပါပြီအထူးခြားဆုံးကတော့အခြေရေးပါအရင်လိုတင့်ကိုနားမလဲပဲနဲ့အပြစ်ရှာတတ်တဲ့သူရဲ့နေရာမှာတင့်ရဲ့အည်အချင်းတင့်ရဲ့ယူသွမှုတွေကိုတန်ဖိုးထားနားလည်ပေးနိုင်တဲ့အချစ်စစ်နဲ့စုံတွေ့ရပါလိမ့်မယ်အဲ့ဒီလိုဟာတင့်ရဲ့အောင်မြင်မှုတွေမှာအခိုင်အမာဆုံးကြောထောက်နှောက်ခံဖြစ်လာပါလိမ့်မယ်။ကုန်ရာသီဘွားတွေအနေနဲ့ဒီအောင်မြင်မှုတွေကိုအပြည့်အဝစုပ်ကိုင်နိုင်ဖို့အတွက်ငွေရောင်နဲ့အပြအရင်ရောင်တွေကိုအများဆုံးအသုံးပြုပေးပါ။တင်ကကုန်ရာသီဘွားတစ်ယောက်ဆိုလို့ရှိရင်တော့အောင်မြင်ရမယ်လို့ကွန်မန့်ရေးပြီးတော့ကံကောင်းခြင်းတွေကိုကြိုဆိုလိုက်ပါ။နောက်ဗီဒီယိုမှာတော့အချစ်နဲ့ငွေကြေးကြားမှာကြီးမားတဲ့ဆုံးဖြတ်ချက်ချရမယ်။မင်ရာသီအကြောင်းလာပါမယ်။ဗီဒီယိုတွေကိုစိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ကိုဖော်ထုတ်လုပ်ထားဖို့မမေ့ပါနဲ့နော်။